Pio Dewa Mentale, Pio Gavana Motomo, Pio Naga Tubana, Pio Indina, Mama. လုပ်ငန်းရှင်အများစုမှာကျွန်တော်ကရှိတယ်ဝန်ထမ်းတွေကအကူရတဲ့အနေထားရောက်မှဖတ်သွားတာမျိုးဝန်ထမ်းမမြဲတာမျိုးတွေဆိုလို့ရှိရင်ဝန်ထမ်းမြဲရအောင်လို့ကျွန်တော်ဒီ inject လေးကိုသူတောက်တယ်တောက်ယူထဲမှာစိန်ထားပြီးတော့သူတို့တောက်စီခိုင်းတာအဲဆိုရင်ကိုစီမှာဝန်ထမ်းမြဲစီမယ်အခု chicken စီမယ်ပေါ့တယောက်တည်းက chicken ဆိုလို့ရှိရင်ဒီရေကိုတယောက်တည်းကိုတိုက်အများ chicken စီလို့ရင်အများကိုတိုက်ကိုသစ္စာရှိမယ်ကို chicken စီမယ်ရောင်းမယ်ဟာဒီဆိုလို့ရှိရင်လည်းဒီစိန်ထားတဲ့ inject ရေလေးနဲ့ပြန်ပြီးရောင်းထွက်မယ်ဆောင်းထားလို့ရှိရင်လူနဲ့ပြမဂျားပေါင်းတို့ကကိုစောက်ရှောက်မယ်စံလေးတွေကိုပြပြလူပဲပြပြပေါ့ကို chicken စီလို့တဲ့အခါမှာဒီ inject စိန်ထားတဲ့ရေကလေးနဲ့စားတောက်လေးကိုဖြန်းပြီးနော်ဖြန်းပြီးသူတို့ကိုကျွေးလို့ရှိရင်ကို chicken စီမယ်ပြီးရင်အတိတ်ဆက်လေးတွေသွားတဲ့နေရာတိုင်းအိမ်တိုင်းကနေပြီးတော့ chicken မှုတွေရရှိမယ်လက်လာပါတွေရောက်လာမယ်ဘုံမပြုတ်ခင်မှာ inject ကလေးကိုသူ့ဆိုင်ရန်ခါတာလေးနဲ့16ခေါက်ချုပ်ပြီးတော့မှဗီယာစုလေးကိုပြောပြီးအသုံးပြုခြင်းရပုံမှုအစွမ်းထက်စေမှာဖြစ်တယ်